မော်လုံးကတော့တော်လန်လေးကိုစားလို့လုံးတဲ့ခါရခိုင်သားဒီလာချင်းမှာဖေးသားလေးမရှိတဖူးလေးမရှိရောင်းဟောင်းကိုမရှိစော့ကိုရှီရောက်ဖန်တီးဖို့တောင်းလို့ဆိုရဲမဟာမိတ်တိဘကိုလာရဲမဟာမိတ်တိယုံကြည်မှုတွေကိုရအောင်မဟာမိတ်တိဘကနေပြီးအလေးနာထားမှုတွေကိုရအောင်ငလို့ဆိုရဲအလုံးတင်းနဲ့သားစီပါရပြီးဆဲမှုတွေအများကြီးရှိညော့ပိုင်လုံထားပြီးနေရတကမှာတဲဖန်းပြီးလုံထားတော့နဲ့ငရောမှနေပြီးကိုရှင်ကလာနာခရင်ဒီလားအိုက်ပွဲတွေးကုန်ဒီလားအလကားရလာဆိုတော့မဟုတ်အသားဒီဘဝဒီကိုပြီးဆဲပြီးကြရလာဆိုဖိုက်တယ်အခုထားဒီလေးကနေပြီးရောက်ပဲတဲဖန်းထားရတော့နဲ့အရကောက်ဆိုလေရခိုင်ပါမြန်မာနိုင်ငံမှာတော့ project တွေပါလေတိုင်ဝမ်သားမဟာမိတ်ဆိုတာစကားအဖ project ဆိုတာဖိုက်တယ်ဒီလေကနေပြီးငရောရခိုင်ဒီနဲ့စားဆင်ဆိုအဖွဲ့အစည်းကြီးဆိုနေပြီးငရောနဲ့မိတ်ဆွေဖိုင်ရဆိုကိုဂုံယူလာခဲ့ပဲတပိကငရောရခိုင်လူမျိုးတိကိုနေပြီးအများကြီးနားလေခါခဲ့ပဲရောက်ပဲစားဆဲမိအောင်ထိငရောဆိုနေပြီးယုံကြည်မှုတိကိုရအောင်လာပြီးကြကိုးစားခါခဲ့ပဲရခိုင်ပြည်တခုတည်းမှာငရောရခိုင်တဲ့တော်နေနဲ့ရှင်းမိဖို့ဆိုလို့ရှိခဲ့အခုပိုင်လီမုန်တိုင်းပရာဝဲအောင်တိုင်ခါရရှိမှာဆိုလေရခိုင်တဲ့တော်လေတော့နေပြီးကအောင်နေပရာဝဲလာနေသို့တော့ငရောဆိုနေပြီးရောက်ပိုင်မဟာမိတ်ဒေတာတိမှာကိုလိုတဲတိကိုရှားထားတယ်တခါ around လိုက်ဒီပါနဲ့လာနာခင် problem စီဘောရေး problem နဲ့တမဲရေး problem ရောဟန်ဒီကိုနေပြီးငိုးဆိုဖင်ကထားနိုင်တော်နေနေပြီးဇာလောက်ပေါ်တော့ချင်စပါဝပဲနေဖိုင်လီပဲစီအတိုင်တာတရတိထိခိုက်မှုရှိကလေးတော့တော်လည်းရဲ့တော့တရားမပြတနာရီမပြပြနေနေပြီးကအရောင်မညို့စားလို့အလုံးလုံးနိုင်အချောင်းစောနေပြီးငိုးမော်ရိုရီပေါ်ဒီအဝီဒေတာတိမှာလာပြီးကမင်းသားစုဒီနဲ့ကိုရှိုက်ခွန်ရလူနဲ့အဝီတိမှာလာလို့ပြီးဆက်ပြီးကရပ်ပလုံးနေတော်နဲ့ငိုးဆိုရအခုပိုင်စားလာပြီးရဲတင်နိုင်ဆိုဖိုင်